င်္ဂလာပါခင်ဗျာမင်္ဂလာပါဆိုပေမဲ့လည်းမင်္ဂလာမရှိတဲ့အချိန်ခါတည်းများမှာကျွန်တော်မြန်မာနိုင်ငံကိုသားပြုအသင်းဖြစ်တဲ့တင်းဝမ်ကြီးအနေနဲ့တင်းလက်ကွက်ကိုတူးစီနဲ့ရှုံးနေခဲ့ပါဘာလို့တင်းလက်ကွက်ကိုတူးစီနဲ့ရှုံးနေခဲ့တယ်ဆိုတော့အကြောင်းရင်းတစ်ခုရှိပါတယ်အဲ့ဒါဝမ်ကြီးတင်းမှာမခေါ်ယူခဲ့လို့ပဲဖြစ်ပါတယ်ကျွန်တော်ပိုင်ဗျာအစီလေးတင်းလက်ကွက်မဟုတ်ကျွန်တော်အတင်းအကုန်လုံးအစီလေးနိုင်နေဗျာ Oh my god! Wow! စရပါဗျာကျွန်တော်တို့ဝမ်ကြီးအတင်းကတကယ်ကောင်းပါတယ်တကယ်လည်းလုပ်ပြခဲ့ပါတယ်အခုတချို့အမားကြောင့်ပဲကျွန်တော်တို့ဝမ်ကြီးကတင်းလက်ကွက်ကိုရှုံးနေခဲ့ရခြင်းဖြစ်ပါတယ်ကျွန်တော်ခေါ်ပါလို့ဘာလို့ပြောလဲဆိုတော့ဒီပွဲမှာကျွန်တော်ဘယ်တော့ကောင်းခဲ့လဲဆိုတင်းစားကြီးပြောဖြစ်ပါတယ်ဘယ်တော့တောင်ကောင်းလဲဆိုတော့လိုက်ကြည့်လိုက်အောင်ဘယ်ကောင်းလဲဆိုတော့မှကြည့်မှာအားကတယောက်တည်းရှင်ခုလို့ကျွန်တော်အစီလေးကူပေးလိုက်တယ်ဗျာမှာစီကလာတယ်ဗျာစီကလာရင်မှာတက်ဂရယ်လည်းအဒီမင်းလို့ကျွန်တော်လည်းအဒီရန်တခါထောင်းပေးလိုက်တာညဆိုလို့ချောရပါတယ်ဗျာကျွန်တော်ဘယ်တော့ကောင်းလဲဆိုတော့ဒီမှာကြည့်ပြမှာဒီမှာဗရေဖြစ်နေတော့မှကျွန်တော်အဒီလေးနဲ့မှဝင်းမဖမ်းလိုက်တယ်သူတို့3အောင်လားဖပြင်းမှာတန်းနေရပဲမှာ3အောင်လားဒါမိပြည့်3အောင်ကပြေးသွားကြတော့ကျွန်တော်ကောင်ကရှော့ပေါ်မှာတခါလေးလော့ယူအစီလေးပဲဗျာမအားကတာဝါထဲဝင်သွားတယ်ကျွန်တော်တခါလေးတန်းဆိုလိုက်ကူပြရတယ်ဗျာမတခါလေးဝင်ကူတန်းနေလဲအထာမထားပဲအကုန်တီးပြလိုက်တယ်မှာအားကတပကေးအမမစမဟိုကလာတော့မသူ့ဘာတီးမလို့မအားကရှော့ရတယ်ကျွန်တော်ပြန်ပတ်လာတယ်အမြန်လေးဒီမှာကြည့်ဗျာဘယ်လောက်လှလဲဆိုတော့အမကြည့်ဒီမှာအန်နီဘက်ကလော့လုံနေကြကျွန်တော်ကလည်းဟိုမှာတီကန်လေးဆိုတခါလေးလော့လေး4 man ဗျာဘယ်လောက်လှလဲကြည့်ဗျာဟိုကောင်လေးထပ်ပြေးရတယ်မှာဓာမိပြေးရကောင်လေးအထားမထားပေါ်နေဘာလို့မှမသိတော့မှာကြောင်ဖြောက်ကုန်ပြီမှာကြောင်ဖြောက်တော့ကျွန်တော်လိုက်တီးရဗျာကျွန်တော်လည်းနိုင်မယ်ထင်တော့လိုက်တီးနေမတက်ဖင်ကလေးကတီးလေးလုခဲ့ဗျာကျွန်တော်တို့တခါလေးအမ်ဖို့အမမိတ်ကိုလိုက်ဖြတ်တာဗျာမိတ်ကတီးကဓာမိပေးရဆိုကျွန်တော်မိတ်ကိုလိုက်ဖြတ်တာမဟုတ်ဘကနောက်ကောင်မကျန်တော့စီနဲ့မိတ်ဖီရှင်လိုက်ထောက်ပေးလိုက်တယ်အဲ့မှာစီကတော့ဗာများထင်တယ်ဒီဖင်ရနေတော့မှတခါတည်းအမသူ့အရင်ကရှော့ပေးလိုက်တယ်ဗျာရှော့မှာမိတ်ကလည်းတယောက်တည်းဆိုဘာမှမတတ်နိုင်တော့မှဘယ်တတ်နိုင်မလဲဖြစ်ကုန်တာမှနိုင်သွားဗျာကျွန်တော်တကယ်လို့တော့ကျွန်တော် 1G တင်းမခေါ်ခင်ကျွန်တော် M7 ချန်ပီယံရမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်ပြောမှဆိုမှရှင်အားလုံးပဲနားလည်ပေးကြပါလို့ဟုတ်ကဲ့ကျေးဇူးပါ